လို့ဆိုရင်နှုတ်ကဒုက္ခဆိုတာမငြီးဘူးတဲ့ပုဂ္ဂိုလ်တယောက်မှမရှိဘူးလေဘယ်သူမှမသိမပြဘဲနဲ့ဒုက္ခဆိုတဲ့ညီးတွားမှုလူတိုင်းရွတ်ဆိုဘူးတဲ့အဲကြောင့်ယောဂီတို့ဆိုရင်နှုတ်ကဒုက္ခဆိုတာမငြီးတွားဘူးတဲ့ပုဂ္ဂိုလ်တယောက်မှမရှိတာလေဒါကိုဘုရားရှင်လိုချင်မိုးဆိုရပြောတဲ့အပေါ်ယံဒုက္ခနဲ့တော့မက်ကင်တရားမဝင်နိုင်ဘူးဘယ်လိုပြောတာအပေါ်ယံဒုက္ခနဲ့တော့မက်ကင်တရားမဝင်နိုင်ဘူးခုယောဂီတို့ဆိုတော့ဘယ်လိုလဲဆိုတော့အပေါ်ယံဒုက္ခနဲ့ပြီးနေတာဘာဒုက္ခနဲ့အပေါ်ယံဒုက္ခဆိုတော့ဘာကိုပြောတာလဲဆိုအစင်မပြေရင်ဒုက္ခညီးတွားတယ်ပြဿနာတက်ရင်ဒုက္ခညီးတွားတယ်ရှာလို့ကျွေလို့မကောင်းရင်ဒုက္ခညီးတွားတယ်ကျမ်းမာရေးတွေမကောင်းရင်ဒုက္ခညီးတွားတယ်လင်မယားတွေရံဖြစ်ရင်မိသားစုတွေစကားများရင်ဒုက္ခညီးတွားတယ်အဲ့ဒီအပေါ်ယံဒုက္ခနဲ့တော့မက်ကင်မသွင်းနိုင်ဘူးလို့ပြောတယ်ဗျယောဂီတို့ဦးဇင်းတို့တွေဆိုတာလေအပေါ်ယံဒုက္ခနဲ့ပြီးနေကြတယ်ဘာဒုက္ခနဲ့တန်တရာလေတာဒါကြောင့်ပဲတန်တရာတွေမဆုံးနိုင်တာဒါကြောင့်ပဲအိုနာသေးတွေမရနိုင်တာဒါကြောင့်ပဲအိုနာသေးတွေမဆုံးနိုင်တာဒါကြောင့်ပဲအပေါ်ယံဒုက္ခနဲ့ပြီးနေလို့ဘာဒုက္ခနဲ့တကူဘုရားရှင်တွေမိုးစလို့ကြီးပြောတယ်ဩတဲ့ဘယ်မက်ကင်တရားသွင်းနိုင်ပါမလားဘယ်မက်ကင်တရားသွင်းနိုင်မလဲတဲ့တရားနာတာတောင်မှကုသိုလ်ရအယုံနာကြတာတဲ့တရားနာတာတောင်မှယောဂီတို့စနုအများစုကြည်ပေါ့တရားပါတွက်နာတာလဲဆိုတချို့ကဖြေကြတယ်ကုသိုလ်ရဖို့ဘာရဖို့ဘယ်မလဲခန္ဓာကိုယ်ထဲမှာမက်ကင်သွင်းနိုင်ဖို့ဆိုတာပါဖို့မပါဘူးလို့ပြောတယ်ယောဂီတို့မေးရင်ဖြေကြတယ်ပဲဟေးတရားနာရင်ဘာရလဲဆိုကုသိုလ်ရတာပေါ့တရားနာနေတဲ့အချိန်မှာစိတ်ကလေးအေးတာပေါ့စိတ်ကလေးကြည်တာပေါ့အနေလေးလဲကောင်းသွားတာပေါ့တရားနာတော့ကုသိုလ်ရတာပေါ့ဆိုတော့အဲ့ဒါကိုပြောတာဘုရားရှင်လိုချင်မိုးဆိုကြီးကဒီခန္ဓာဒုက္ခသစ္စာကိုမြင်အောင်မနာကြားနိုင်ဘူးဒီခန္ဓာဒုက္ခသစ္စာကိုထင်အောင်မနာကြားနိုင်ဘူးတဲ့ဒီခန္ဓာဒုက္ခသစ္စာကိုနှလုံးသွင်းမှန်စွာနဲ့တရားကိုမနာနိုင်ကြဘူးတဲ့ဒါကိုဘုရားရှင်လိုချင်မိုးဆိုရပြတဲ့ကုသိုလ်ရယုံတရားမနာနဲ့ဘယ်လိုပြောတာ